အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စန့်ကျင်ဘက်မီဒီယာတွေတပုတ်လေလွင့်မဟုတ်မမှန်သတင်းတွေပြောနေကြတဲ့ကြားကတာဝန်ကျေဝန်နဲ့ပြည်သူစစ်မှုထမ်းတို့ရဲ့ဇာတိမြေအပြန်ခရီးဟာကျွန်တော်တို့ထင်ထားတာထက်ကိုဝန်တာပီတိဖြစ်ဖွယ်ကောင်းနေတာကိုပြည်သူတွေလည်းမျှဝေခံစားရအောင်တင်ပြပေးသွားမှာပဲ2024ခုနှစ်မှာစတင်ခဲ့တဲ့ပြည်သူစစ်မှုထမ်းဥပဒေအရပထမဆုံးအတုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့နိုင်ငံသားကောင်းလူငယ်တွေဟာသူတို့ရဲ့2နှစ်တာအမျိုးသားရေးတာဝန်ကိုကျေပွန်စွာထမ်းဆောင်ပြီးတဲ့နောက်မှာအိမ်အပြန်ခရီးကိုအတာတကြံကာလမှာစတင်လိုက်ပြီပဲဖြစ်ပါတယ်ပြည်သူစစ်မှုထမ်းဥပဒေအသက်ဝင်စဉ်ကစန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ပြည်ပဝါဒဖြန့်မီဒီယာတွေကမဟုတ်မမှန်သတင်းမှားတွေနဲ့ပြည်သူကိုထိတ်လန့်အောင်ပြုလုပ်ခဲ့ကြပါတယ်အစိုးရကလိမ့်နေတာစစ်မှုထမ်းရရင်အိမ်ပြန်ခွင့်ရမှာမဟုတ်ဘူးသူတို့ပေးထားတဲ့ဂရိစကားတွေကိုလည်းတီမာမဟုတ်ဘူးစသဖြင့်အခြေအမြစ်မရှိတဲ့ဆွဆွဲချက်တွေနဲ့ဝါဒဖြန့်ခဲ့ကြပါတယ်ယနေ့မှာတော့ထိုအားချောင်းသူတွေရဲ့ပါဇက်တွေအလိုအလျောက်ပိတ်သွားခဲ့ရပါပြီအင်ကိုပြန်ရောက်သွားကြတဲ့ပြည်သူစစ်မှုထမ်းလူငယ်တွေကိုယ်တိုင်လူမှုကွန်ရက်တွေပေါ်မှာမိသားစုနဲ့ပြန်လည်ဆုံတွေ့နေကြတဲ့ဗီဒီယိုတွေဓာတ်ပုံတွေကိုဝေမျှလာကြပါတယ်ကျွန်တော်တို့အိမ်ပြန်ရောက်ပါပြီအစိုးရကဂရိစကားအတိုင်းကျွန်တော်တို့ကိုပြန်ခွင့်ပေးခဲ့ပါပြီဆိုတဲ့အတန်တွေဟာဝါဒဖြန့်သတင်းတွေထက်ပုံမူကျဲလောင်စွာထွက်ပေါ်လာခဲ့ပါပြီအစိုးရအနေနဲ့နောင်လာမဲ့အပတ်စဉ်တွေကိုလည်းတတုပ်ပြီးတတုပ်တတ်မှတ်စစ်မှုထမ်းကာလပြည့်တာနဲ့စနစ်တကျခွင့်ပြုပေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်နှစ်တာကာလအတွင်းနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်မိမိတို့ရဲ့လုပ်အားအချိန်နဲ့စိတ်ဓာတ်တို့ကိုယင်းဤပေးဆက်ခဲ့ကြသူများဖြစ်တဲ့အတွက်ပြည်သူတွေကလည်း၎င်းတို့ကိုသူရဲကောင်းတစ်ဖွဲကြိုဆိုခဲ့ကြပါတယ်အခုပြမယ့်ဗီဒီယိုတွေကတော့ပြည်သူတွေဘလို့ကြိုဆိုခဲ့ကြသလဲဆိုတဲ့သက်သေတွေပဲဖြစ်ပါတယ်ဝေးလိုက်လေအောင်မြင်လာတဲ့စကြရတော့လုံကုန်ယူတဲ့တရားတော်စစ်အောင်မြင်နေတာ1000 meter ဒီမှာပြောင်းပါချစ်စီကြွေးနဲ့ချစ်ဆုံးမအတွက်တကယ်ကိုပဲဝမ်းသာရောက်လာမလဲကိုများတော့တို့ဘဝတွေစစ်သွက်ရောက်ကြပါမင်းလက်တီတာယူမတောင်းတဲ့တွေတလူကြော်မပတ်စုဆန်ကြယူချစ်စိတ်ဓာတ်တွေတိုင်းတို့ထိုင်နေပါလေချစ်တဲ့လူစားတွေတကယ်ကိုပဲဝမ်းသာနေဝေးကဒီနေ့ရလေးဝေးလက်ချိုးလို့ရတွေ့နေမိနေဒီမှာတန်းလောမဆောင်လာရဲ့လူကြောင့်ပါမဲ့တဲ့ညကိုအစနာဆွေရတာအမြဲပူပန်ရှာကြေးရွာအချို့မှာဆိုရင်အိမ်ပြန်လာတဲ့စစ်မှုထမ်းလူငယ်တွေကိုရက်ရွာလူကြီးများနဲ့မိဘပြည်သူများကလမ်းထိပ်ကနေနေပြီးပန်းကုန်းတွေနဲ့ကြိုးဆိုနေကြတဲ့မြင်ကွင်းဟာအလွန်ပင်စိတ်လှုပ်ရှားဖွယ်ကောင်းလာပါတယ်။တာဝန်ကျေတဲ့သားကောင်းတွေပြန်လာပြီလို့ဆိုပြီးဝန်တာပီတိမျက်ရည်တွေနဲ့ကြိုးဆိုနေကြတဲ့ပုံရိပ်တွေဟာပြည်သူနဲ့တပ်မတော်တို့အကြားခိုင်မာတဲ့တန်ရောစင်တရားကိုဖော်ပြနေခြင်းပဲဖြစ်ပါတယ်။တကြံအတာရည်နဲ့အတူပန်းကုန်းများကြားမှာပြုံးပျော်နေတဲ့ဒီလူငယ်တွေရဲ့မျက်နှာတွေဟာတိုင်းပြည်အတွက်အားကိုးတိုက်တဲ့ခွန်အားသစ်တွေဖြစ်လာခဲ့ကြပါပြီ။နှစ်တာအတွင်းဒီလူငယ်တွေဟာတာမန်အယက်သားဘဝကနေပြီးစနစ်ကျတဲ့စီကံကြန့်ခိုင်တဲ့ကိုယ်ကာယနဲ့ရင့်ကျက်သောစိတ်ဓာတ်ရှိတဲ့နိုင်ငံသားကောင်းတွေအဖြစ်ပြောင်းလဲသွားကြပါပြီ။အစိုးရကဂရုပြုထားတဲ့အတိုင်းတာဝန်ပြီးဆုံးသူတွေကိုနီလန်လေးသွယ်နဲ့လည်းလက်တွေ့ဖော်ဆောင်ပေးလျက်ရှိပါတယ်။စစ်သားဘဝကိုမြန်လို့သူတွေဆိုရင်လည်းအမြဲတမ်းစစ်မှုထမ်းအဖြစ်ကူးပြောင်းနိုင်ပါတယ်။မဟုတ်ဘူးအရက်ဖက်ဝန်ကြီးဌာနတွေမှာပဲအလုပ်လုပ်ချင်တယ်ဆိုရင်လည်းတတ်မှတ်အရေးအချင်းတွေနဲ့အညီဦးစားပေးခန့်အပ်ပေးအောင်ပါဒီလိုမှမဟုတ်ဘူးစက်ရုံအလုပ်ရုံတွေမှာလှုပ်ချင်တယ်ဆိုရင်လည်းဆက်သွယ်ဆောင်ရွက်ပေးပါတယ်နောက်ဆုံးဇာတိချက်ချွေမွေးရမြေကိုပဲပြန်ပြီးအလုပ်လုပ်တော့မယ်ဆိုရင်လည်းလိုအပ်တဲ့အရင်းအနှီးတွေချင်းငွေနဲ့ဤပညာတွေကိုသက်ဆိုင်ရာဝန်ကြီးဌာနကနေလည်းပံ့ပိုးပေးအောင်ပါယခုအခါပြည်သူစစ်မှုထမ်းဟောင်းလူငယ်တွေကမိမိတို့ရဲ့မိသားစုနဲ့အတူအတာတကြံမှာပျော်ရွှင်စွာဆင်နွှဲနေကြပါပြီနောက်မှသူတို့ရဲ့နှစ်တာအတွေ့အကြုံကောင်းတွေကိုအရင်ပြုပြီးတိုင်းပြည်တိဆောက်ရေးအတွက်ကြာရကဏ္ဍကနေပါဝင်လာကြတော့မှာကိုမြင်အောင်မိပါသေးတယ်
တာဝန်သိခြင်းမှသည်တာဝန်ကျေခြင်းမှသည်ဂုဏ်သိက္ခာရှိတဲ့အိမ်အပြန်ခီးသို့လို့ဆိုတဲ့အတိုင်းပဲ2026ခုနှစ်ရဲ့မြမတကြံဟာနိုင်ငံသားကောင်းတို့ရဲ့အောင်ပွဲခံအိမ်အပြန်ခီးနဲ့အတူသမိုင်းသစ်တစ်ခုကိုရေးထိုးနိုင်ခဲ့ပြီဖြစ်ကြောင်းဂုဏ်ယူဝမ်းမြောက်စွာတင်ပြလိုက်ရပါတယ်ခင်ဗျာအခုလိုနားဆင်ပေးတဲ့အတွက် IS News မှာအားလုံးကိုကျေးဇူးတင်ပါတယ်